တော်လည်းညနေခင်းမှာလူလူမာသတင်းဌာနရဲ့ဒီဇင်ဘာ23ရက်ညနေခင်းသတင်းအစီအစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကမကြာခင်ရပ်ပိုင်းတွင်ပြုလုပ်တော့မယ့်အထူးအောင်ရွေးကောက်ပွဲအတွက်စစ်တပ်ရဲ့ရာရှိကြီးတွေမှရပ်ဘက်ဆိုင်ရာဝန်ထမ်းအောက်ခြေအဆင့်ထိကြန့်ခိုင်ရေးပါတီကိုသောရွေးကောက်ပွဲနေ့မတိုင်ခင်ကြိုတင်မဲပေးဖို့လှုပ်ဝက်စက်ကိုင်းတာတွေရှိနေပါတယ်။မကြာမီပြုလုပ်တော့မယ့်အထူးအောင်ရွေးကောက်ပွဲအပိုင်း1နဲ့အပိုင်း2အတွက်စစ်ဗိုလ်ချုပ်တွေဝန်ကြီးဌာနတွေနဲ့ဗဟိုဖွဲ့စည်းတွေပြည်내တိုင်းဆိုရတွေရွေးကောက်ပွဲကော်မရှင်ဖွဲ့တီးတီးမှဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအပြင်ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မဲ့သူတွေဟာဒီဇင်ဘာ10ရက်မှဒီဇင်ဘာ28ရက်နေ့အပြင်2026ဇန်နဝါရီ1ရက်ကနေ10ရက်နေ့ထိကြိုတင်မဲပေးကြရတော့မှာဖြစ်ပါတယ်။ဒါပြင်ရွေးကောက်ပွဲနေ့မှာအားလဲသူတွေနေတိုင်းမကောင်းတဲ့တာမန်ပြည်သူတွေအနေနဲ့လည်းဒီဇင်ဘာ26ရက်28ရက်တို့အပြင်2026ဇန်နဝါရီ9ရက်နဲ့10ရက်နေ့တို့မှာကြိုတင်မဲတွေပေးကြမှာဖြစ်တယ်လို့နေပြည်တော် UC သတင်းရင်းမြစ်တွေကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။ကြိုတင်မဲပေးသူတွေနဲ့ရွေးကောက်ပွဲနေ့မဲပေးသူတွေဟာအာဏာသိမ်းစစ်အုပ်စုကြောထောက်နောက်ခံပြုထားတဲ့ချမ်းခိုင်ပါတီကိုသာမဲပေးကြရင်နဲ့အခြားပါတီတွေကိုမဲပေးဖို့မလုပ်ဆောင်အောင်တေချာစောင့်ကြည့်ရန်အာဏာသိမ်းစစ်ကောင်ဆောင်မေးအောင်လိုက်နဲ့စိုးဝင်းပြင်ချမ်းခိုင်ပါတီဥက္ကဋ္ဌခီတို့ကတင်းကျပ်မဲပေးစက်ကိုင်းထားတယ်လို့နေပြည်တော် UC နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကလူလူမြန်မာကိုအတီးပြုပြောပါတယ်။မဲကတော့ချုပ်ပေးလို့ရပြီချမ်းခိုင်ပါတီကိုပဲတေချာပေးခိုင်းရမယ်ပေါ့။အခြားပါတီကိုမဲပေးထားလားမပေးဘူးလားရဲ့မဲလုံးဝမပေးတာတွေမရှိဖို့အတွက်မဲပေးတဲ့ခန်းနေရာတွေကိုလှုပ်ဝက်ပြီးစောင့်ကြည့်ဖို့ပါညွှန်ကြားထားတယ်။မဲပေးတဲ့သူလုံးဝမရှိအောင်နဲ့ဖိအားပေးချင်းချောက်ဖို့လည်းအမေပေးခံထားရတယ်လို့နေပြည်တော် UC သတင်းရင်းမြစ်ကပြောပါတယ်။ကျိုးတင်ဆန္ဒမဲပေးမှုတွေကိုအာဏာသိမ်းစစ်အုပ်စုထိန်းချုပ်ထားတဲ့ဒေသတွေမှာစတင်နေကတော်လိုင်းအင်အားစုဘက်တွေဝင်ရန်ခံထားရတဲ့စကိုင်းတိုင်းမိုးရမြို့အပါအဝင်နေရာဒေသချုပ်မှာလည်းတင်းလာဒီမှာစတင်ပြုလုပ်နေပြီလို့ဒေသခံတွေကဆိုပါတယ်။ရွေးကောက်ပွဲတဲ့မဲပေးရန်တပ်မတော်နဲ့အဆင်ပြေသူဒုတောင်ဝေးရေးသုံးမလိုက်နာသူနဲ့လုံခြုံရေးအမြင်ရှိသူကသာမဲပေးရန်ဆိုတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မေရောက်လိုက်တဲ့စိုးဝင်းတို့ရဲ့မှားချချက်ကိုလက်ညှို့ချက်စာရွက်အဖြစ်နေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်ကအစိုးရဌာနတွေထံဖျက်ဝေမှုတွေရှိနေတယ်လို့နေပြည်တော်ဌာနဆိုင်ရာသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။